အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒီပစ္စည်းဒီပစ္စည်းဝယ်ထားတဲ့ဟာတွေပေါ့ဒါတကားဟိုမှန်တင်တဲ့တကားမှန်တင်တဲ့ဒီပစ္စည်းတွေဟာအစ်ဒီဟာကအဟောင်းဒီမော်တာတွေကိုကျွန်တော်စစ်ချင်လို့ဒီဟာမလ်တီမီတာနဲ့လည်းစစ်ပြီးသွားပြီမလ်တီမီတာနဲ့စစ်တော့ဒီဟိုအစ်ကနှစ်ခုစလုံးအိုးကတော့သူပစ္စည်းရွေးစားအားပေါ့ကြီးတဲ့တီးတယ်လို့မျိုးပေါ့သူမော်တာဟိုဟာအဲ့ဟာစစ်လို့ရတယ်နောက် continuity ဥပမာကျိုးဒီမှာပင်းတစ်ချောင်းရှိတော့အဟောင်းကအတိရောပင်းတစ်ချောင်းအတူတူပဲရှိတယ်ကျိုးတစ်ချောင်းဒီဥပမာဒီမှာ continuity ဒီနေရာမှာရွေးပြီးမှအဲ့ဒီ continuity လောက်ရင်လည်းသူကအလုပ်လုပ်တယ်ဒီအတိကနှစ်ခုစလုံးက continuity ရောအုံးမလုပ်အဟောင်းကcontinuity မရှိဘူး။ကျိုးတစ်ခုနဲ့တစ်ခုဆက်မရှိဘူးအဲ့လိုမျိုးပုံစံပေါ့။ဒါပေမဲ့အုံးတော့ရှိတယ်။အဲ့ဒါနဲ့ကျွန်တော်ဒီမှာဒီပစ္စည်းထွင်ထားတာကဒါကားပစ္စည်းတွေပေါ့ဥပမာကားမီတီတို့တခြားမော်တာတို့ကတခြားပစ္စည်းအဲ့လိုမျိုးပေါ့။အဲ့ဒါကြီးစမ်းလို့ရအောင် DC direct current ဒီ battery ကျွန်တော်ဒီမှာ battery ရှိတယ်ဒီမှာbattery ဒီနားလေးမှာပဲbattery အိုးရှိတယ်12 volt အဲ့ဒါနဲ့စမ်းလို့ရအောင်စိတ်ကြိုက်ထွင်ထားတာဒီဟာကဒီမှာတော့ကျွန်တော် fuse တွေတတ်ထားတယ်ဒီမှာတော့သူ ground အမဲ line ပေါ့အမ line ဒါအဖို line ပေါ့ဒီမှာတော့ fuse တွေကျွန်တော်တတ်ထားတယ် fuse တွေတတ်ထားတယ်အခုကျွန်တော်ဒီဟာကခုနကျွန်တော်စမ်းဖို့ဒါနှစ်ခုစလုံးဒီ multimeter နဲ့တော့စမ်းပြီးသွားပြီနောက်ဒီမှာသူ့ရဲ့ပင်ချောင်းဒီမီးဝင်တဲ့နေရာစစ်ဖို့ကကျွန်တော်ဒီခုနပင်ချောင်းသူအထဲလို့ရတဲ့ဟာပေါ့ဒီဟာဟိုမှာပင်ကတိတိလေးတစ်ခုရှိတယ်ဒီဘက်ထရီမီးနဲ့စမ်းဖို့ကကျွန်တော်အဲ့ဒီပင်ချောင်းတစ်ခုကကျွန်တော်ခုနရှာလို့မတွေ့ဘူးနေ့ကကျွန်တော်ရှိတယ်ဒီမှာကျွန်တော်ပြန်ရှာလို့မတွေ့တော့ဘယ်မှာထည့်ထားလဲဘယ်မှာထားလဲကျွန်တော်နောက်မှပြန်ရှာတော့မယ်ဒီနှစ်ခုကတော့ဟုတ်ပြီကောင်းတယ်ဒါပေမဲ့အဟောင်းကတော့ continuity မရှိဘူးဒီဟိုတကားမှန်တင်တဲ့ဟာအခုကျွန်တော်ဒီဟာ battery နဲ့ကျွန်တော်စမ်းဖို့ဒီဟာကကျွန်တော်ဒီဟာတော့ဟိုကာမီပုံစံမျိုးပေါ့အဲ့ဒီတဘောပေါ့ဒီဟာကိုကျွန်တော်အခုနကျွန်တော်ဒီမှာ fuse တခုထည့်ထားတယ်ဒီမှာ fuse တခုထည့်ထားတော့ဒီ fuse ကဟိုဖုံဆုပ်တဲ့ဒီအိမ်ထဲမှာ vacuum လုပ်တဲ့ဖုံဆုပ်တဲ့ဒီဟာဟို fuse တွေကျွန်တော်ဖြတ်ထားတာအဟောင်းနဲ့ကျွန်တော်ဖြတ်ထားပြီးတော့ကျွန်တော်ဒီမှာ battery ဒီဘက်က fuse တွေဟိုတက်တာသူကဒီဘက်က fuse တွေမိတခါတည်းအများကြီးမလာအောင်ပေါ့အဲ့လိုမျိုးကျွန်တော်ထည့်ထားတယ်ဒီမှာတခါတည်းအများကြီးမိမဝင်တော့ဒီမှာအခုနလောက်တော့ဒါပေမဲ့အခုနတော့လင်းသွားတယ်ဒါပေမဲ့ကျွန်တော်အခုမလင်းဘူးကျွန်တော်လောက်တာပြတ်သွားတယ်ဒီမှာ fuse ကပြတ်သွားတယ်ဒီမှာအခုမလာတော့ဘူးဒါပေမဲ့ဒီမှာလည်း fuse တစ်စင်းလောက်တာကျွန်တော်အခုဒီ fuse ကျွန်တော်ထည့်ဖြုတ်လိုက်တော့မှာဒီ fuse ဖြုတ်ပြီးမှဒီ direct ပဲဆက်တော့မယ်အခုဘက်ထရီလက်ဆက်ထားတယ်ဒီဟာဖုံဆုပ်ဆက်တွေက vacuum လုပ်တဲ့ဟိုဟာထဲကျိုးတဲ့သူ fuse ကျွန်တော်ဖြတ်ထားတယ်ဖြတ်ပြီးတုံးထားတယ်ဟိုရတော့ဝင်တယ်ဒါပေမဲ့မီးကမခံနိုင်ဘူးသူကဟိုတခါတည်းဟို12ပုတ်ကနေဒီ fuse တခါတည်းလာတယ်ငါက fuse နည်းနည်းကြီးတဲ့ဟာနည်းနည်းပို့M ပေါ့ဥပမာ M ကခုနဒီထဲမှာလည်းဖြုတ်ထားတယ်ဒီထဲမှာM ampere ဒီဟာ10 ampere 10 ampere ကဥပမာ microwave တွေက8 ampere လောက်စားတယ်10 ampere လောက်စားရမို့10 ampere လောက်ဒီဖြတ်လို့ရတယ်ပေါ့ဒီထဲမှာဒါပေမဲ့10 ampere ကိုတုံးလို့ရတဲ့နေရာမှာ10 ampere ရှိတဲ့ fuse တွေဒါဟိုမှန်နဲ့လောက်ထားဟိုဟာတွေfuse မျိုးစားတော့ဟိုဟာနောက်မှပြန်ပြောတော့မယ်ဒီ10 ampere ဆွဲနိုင်တဲ့ဒီကျိုးမှာပေါ့အဲ့ဒီမှာ10 ampere
ဒီဟာ rating သူတတ်မှတ်ထားတယ်ပေါ့အဲ့ဒါပဲသုံးမယ်ဆိုတော့ဒါအလုံးမလုပ်ပြဘူးတကယ်လို့နှစ်ဆလောက်ရှိမှရှစ်တန်းပြဲကို15microwave တွေဆိုဥပမာပေါ့ရှစ်တန်းပြဲလောက်စားမယ်ဆိုတော့15လောက်သုံးမှ15 16အဲ့လိုမျိုးဒီမှာ15တွေတော့ရှိတယ်ဥပမာ15တွေရှိတယ်နောက်ဒီမှာဒီဟာဒီဥပမာဒီရှစ်လောက်စားမယ်ဆိုနှစ်ဆလောက်အဲ့လိုမျိုးပစ္စည်းကိုသုံးမှကွက်တိဆိုသူကမနိုင်ဘူးမလုံနိုင်ဘူးသူခဏလေးပြတ်တယ်ဒါလည်းပြတ်သွားတယ်ဒီဖုံဆုပ်ဆက်ကအခုကျွန်တော်ဒီမှာ direct ဆက်သွားပြီဆက်ပြီးမှဒီမှာတော့ကျွန်တော် fuse ထည့်ထားတယ်အခုကျွန်တော်စမ်းမယ်ဒီမှာဒီမှာဟုတ်ပြီအခုကျွန်တော်စမ်းမယ်ဒီမှာမီးဝင်တယ်ဒါပေမဲ့ဒီဘက်ချမ်းမှာမဝင်တော့ဘူးဒီဘက်ချမ်းကိုဆက်ပြီးသွားမယ်ဒီမှာ fuse အခုနအတီးဒီမှာအဲ့ဒီဟာဟိုဘက်တစ်ဖက်ချမ်းမကူတော့ဘူးဒီမှာဝင်တယ်ဒီမှာမဝင်တော့ဒီမှာဝင်တယ်ဒီမှာဝင်တယ်ဒီတစ်ခုကကောင်းတယ်နောက်တစ်ခုကကောင်းနောက်ဒီတစ်ခုကသူကအဝင်ဘက်ဆိုတော့အဝင်ကတော့ automatic ရှိပြီးသားဒါပေမဲ့ထွက်တဲ့ဘက်မရှိပြန်တော့ဘူးဒီမှာအဝင်ကောင်းတယ်ဒီမှာအဝင်ဒီမှာမရှိတော့ဘူးအဲ့ဒါနဲ့ကျွန်တော်ဒီမှာကျွန်တော်ဒီမှာဒီပုံစံလောက်ထားတာကဟိုလက်စမီပေးတဲ့ပုံစံစနစ်ပုံစံပေါ့ဒီမှာကျွန်တော် fusible link ဒါ fuse တက်လို့ရတယ်ပေါ့ဒီမှာကျွန်တော်ကဒီဘက်အစားပိုင်းမှာစိတ်ကြိုက် fuse ဒီကိုသူကခန္ဓာရည်နဲ့ကိုတွက်ချက်ပြီးမှဒီဘက်မှာပြန်ထားလို့ရတယ်ဒီမှာ fuse လုပ်လို့ရတယ်ဥပမာကျွန်တော်အဲ့လိုမျိုးဒီမှာဟိုထားတယ်လို့မျိုးပေါ့စိတ်ကြိုက်ထားလို့ရတယ်ဒီဘက်မှာတော့ကျွန်တော်ကဒီမှာဟိုပြန်ပြီးအလုပ်လုပ်မဲ့ဘက်ပေါ့အလုပ်လုပ်မဲ့ဘက်ချမ်းကိုသွားတယ်အဲ့လိုဒီမှာကျွန်တော်ဒီမှာဟို series circuit ကတော့ဥပမာChristmas မီလိုပုံစံမျိုးပဲကျွန်တော်အခုပြမယ်ဥပမာ series circuit ဆိုတာဒီ Christmas မီပုံစံမျိုးပဲသွားတချောင်းဟိုဥပမာဒီအမလိုင်းကဒီအစဘက်ကနေဟိုအဆုံးထိတခါတည်းသွားတယ်ဥပမာဒီအဖိုလိုင်းတလိုင်းမှာတော့ဒီမှာမီဒီထဲတာဖိုလိုင်းတလိုင်းကိုကျိုးတစ်ခုကိုတခါပြန်ဖြတ်တစ်ဖက်နဲ့အဲ့ဒီမှာမီဒီပြန်ထည့်နောက်ပြန်ဖြတ်တဲ့ဒီမှာတစ်ဖက်မှာအဲ့ဒီမှာပဲမီဒီပြန်ထည့်နောက်ကျိုးတစ်ခုပြန်သွားတယ်အဲ့လိုမျိုးဒါပေမဲ့အထိတ်ဆုံးမှာအဖိုနဲ့အမပြန်တွေ့သွားတယ်ဖိုနဲ့မပြန်တွေ့တယ်အဲ့ဒါ series Christmas မီပုံစံမျိုးပဲအဲ့ဒါနောက်parallel circuit ကတော့ဥပမာဒီကျိုးကနေတခုဥပမာမီဒီသွားမဲ့နေရာမှာအဖိုမကျိုးနှချောင်းနဲ့အဖိုကနေအမကနေကျိုးနှချောင်းပြန်သွားတယ်နောက်အဖိုကနေအမကနေကျိုးနှချောင်းပြန်သွားတယ်အဲ့လိုမျိုးအဲ့ဒီဟာက parallel circuit ဒီဟာတော့ကျွန်တော် accessories ဒါတော့ကိုလိုချင်တဲ့ဟာတခြားသုံးလို့ရအောင်ပေါ့အဲ့လိုမျိုး accessories ဒီဟာတော့ parallel series parallel circuit ဒါကတော့နှစ်ခုစလုံးတွဲသုံးတာအခုန series ရော parallel ရောစိတ်ကြိုက်စိတ်ကြိုက်သုံးလို့ရအောင်ပေါ့အဲ့လိုမျိုးအခုကျွန်တော်ဒီမှာမီစမ်းမယ်မီကအခုကျွန်တော်ဒီမှာကျွန်တော်ဟုတ်ပြီကျွန်တော်ဒီမှာမီတွေအကုန်လုံးတော့မဆက်ထားဘူးမီတွေအကုန်လုံးမဆက်ထားလို့ကျွန်တော်ဒီမှာမီဒီမှာခုနဒီအလုပ်လုပ်တဲ့ fuse တကူမှာပဲကျွန်တော်ကြိုးဆက်ပြီးတယ်ဆက်ပြီးဒီမှာကျွန်တော်ဒီမှာတော့ခလုတ်ရှိတယ်ခလုတ်ထားတယ်ခလုတ်ကနေဒီမှာကတော့ဟိုအမလိုင်းတွေကကျွန်တော်ဒီဟိုမှာဒီဟာတခုတနေရာကနေတနေရာမှာအမလိုင်းကတနေရာမှာဝင်လာပြမှတနေရာနဲ့တော့အများကြီးပြန်ဖြန့်ပေးတယ်အဲ့လိုမျိုးသူအမလိုင်းကခလုတ်မထားဘူးအဖိုလိုင်းကိုပဲခလုတ်ထားတယ်ဟုတ်ပြီဒီမှာကျွန်တော်ဒီမှာအခုဒီမီဒီကိုကျွန်တော်လင်းဖို့အတွက်ကျွန်တော်ဒီမှာ fuse ဟုတ်ပြီကျွန်တော်ဒီမှာဒီဘက်ကအမလိုင်းကကျွန်တော်ဒီအမလိုင်းကတော့ automatic မီးရလာတယ်automatic မီးရောက်တယ်အခုကျွန်တော်ဒီမှာအမလိုင်းနဲ့အမလိုင်းဒီမှာအမအဆက်မယ်ဒီမှာဟုတ်ပြီအဖိုလိုင်းကတော့အခုနဒီ
အခုန fuse ကောင်းတဲ့ fuse ကနေလာပြီးမှဒီခလုတ်ထဲဝင်တယ်ခလုတ်ထဲ तू ကဖိုလိုင်းကကျိုးတစ်ချောင်းကိုတခါဖြတ်ပြီးအဲ့ဒီမှာခလုတ်ထားတယ်လို့မျိုးပေါ့ဒါ fuse ထားတယ်ဆိုတော့ तू ကမီအားအများကြီးမဝင်အောင်ပေါ့အဲ့လိုမျိုးပေါ့တကယ်လို့မီအားပိုပြီးများတယ်ဆိုတော့ဒါပြတ်မယ်တကယ်လို့မှာခုနမော်တာလာဥပမာမီတီလာပိုပြီးမီအားဆွဲတော့ तू ကပြတ်မယ်အဲ့ဟာတော့ပဲအခုနကျွန်တော်ဒီမှာဒီမှာမီလာတယ်အခုကျွန်တော်ဒီမှာဟုတ်ပြီဒါဒီခလုတ်မှာကျိုး3ချောင်းရှိတယ်ဒါပေမဲ့ခလုတ်ကမတူဘူးသူတို့မှာတစ်ခါလေအပူလိုက်လောက်ထားတယ်ခလုတ်တစ်ခုကဒီမှာတစ်ခုကဒီအဖိုးဘက်ကနေလာတယ်ခလုတ်ဖြတ်တယ်နောက်ဒီဘက်ကမီဒီဘက်ကိုဝင်တယ်ဒီခလုတ်ဖွင့်တယ်ဟုတ်ပြီဒါပေမဲ့ဒီရဲ့အလေကနောက်ကျိုးတစ်ချောင်းက तू ကဒီအဖိုးဘက်ကနေလာတဲ့ဟာကို तू ကတခါတည်းဒါလိုက်မီဒီဘက်ကိုပေးတယ်မီဒီဘက်ကိုပေးတဲ့ဟာကतू ကအဲ့ဒါအမှန်တကယ်တော့ဒါမလိုအပ်ဘူး तू ကတကယ်လို့မှဒါလိုက်လိုအပ်တယ်ဒါလိုက်ဆက်မယ်ဆိုတော့တခါတည်းဒီဘက်ကရှုခလုတ်မတိခလုတ်မသွားဘဲနဲ့မီဒီဘက်ကိုလာဆက်လို့ရတယ်ပေါ့ဥပမာပေါ့ကိုကြိုက်တဲ့ပုံစံပေါ့အမှန်တော့ဒီဟာဥပမာကျွန်တော်ဒီမှာhot all times အမြဲတမ်းပူတယ်ပေါ့အဲ့လိုမျိုး तू ကဒီမှာဒီဘက်ကမီးဆက်တာနဲ့အမြဲတမ်းဒီခလုတ်မဖွင့်တော့မှ तू ကမီးဒါလိုက်ပြန်လာတယ်ပေါ့အဲ့လိုမျိုးဒါပေမဲ့ဒီမှာတော့ကျွန်တော်မီးဖွင့်မှပဲလာတယ်ဒါ hot all times ဒါတော့မတကယ်တော့မလို့ဒါခလုတ်ဖြတ်ဆက်ရမလို့ hot all times တော့ဒါခလုတ်မဖြတ်ဘဲနဲ့ဒီဘက်ကနေတခါ fuse ဘက်ကနေတခါတည်းload သူအလုပ်လုပ်တဲ့ဘက်ကိုတွားလို့ရတယ်အဲ့လိုမျိုးဘီဒါတော့ဒါတော့ကျွန်တော်ကာမီဒီကာမော်တာတွေ DC direct current နဲ့ဆန်းလို့ရတဲ့ဟာတွေကိုကျွန်တော်ကိုစိတ်ကြိုက်ဆန်းလို့ရအောင်အိမ်မှာဆန်းလို့ရအောင်ကျွန်တော်လုပ်ထားတယ်ဟုတ်ပြီပြီးသွားပြီThank you.